ရင်းနေကွက်ကျင်းပေါ့ဒီချက်ပိုင်းလေးလိုရမှာထပြီးတော့ရုရှားနိုင်ငံမော်စကိုဥတီပြန်တဲ့ drone တွေမော်စကိုဥတီပြန်တဲ့ drone တွေ၄သိန်းရောက်လာတယ်အဲ၄သိန်းရောက်လာလို့ရုရှားတပ်ဖွဲ့အနေနဲ့ပစ်ချလိုက်ရတယ်ပစ်ချလိုက်ရတော့ဘာမှတော့မဖြစ်ဘူးရအေးဆေးတော့ဖြစ်တယ်ဒါပေမဲ့အဲမော်စကိုရောက်လာမဲ့နိုင်ငံတကာခေါင်းဆောင်တွေရှိအဲခေါင်းဆောင်တွေအသက်အန္တရာယ်ကိုတာဝန်ခံမှုတဲ့ယူကရိန်းကသမ္မတဇယ်လင်းစကီကတပြောချရတော့ဟိုကောင်တွေကရေးကွက်တွေ့ကြိုက်တာဗောဟာယူကရိန်းသမ္မတဇယ်လင်းစကီကတော့ပြောပြီးနော်ပြောပြီးမော်စကိုရုရှားမှာကျင်းပမယ်မော်စကိုမှာကျင်းပမယ်ဒီရင်ပြင်းချီတဲ့ပွဲကြီးခန်းတော့ဒီဗိုလ်ချုပ်မှုကြီးမင်းအွန်လိုင်းတောင်းမယ်ဟောသူတို့တော့ဒါမင်းအွန်လိုင်းပေါ့စကားစားမင်းအွန်လိုင်းအားသာသူတို့ပြောတာပေါ့ဒါပေမဲ့ဗိုလ်ချုပ်မှုကြီးမင်းအွန်လိုင်းကတောင်းမယ်အဲ့တော့ယူကရိန်းကဘုံလာပြီး drone နဲ့ပြင်ရင်တော့ဒုက္ခပဲဝမ်းသာတယ်ဗာညာပေါ့အဲ့လိုဒုက္ခကိုဝမ်းသာတယ်ဗာချစ်ကိုဆိုတော့ဗိုလ်ချုပ်မှုကြီးမင်းအွန်လိုင်းလို့ပြောပဲကြောက်လည်းမတော်ရတော့လုံးစဉ်းစားတာပေါ့နော်ဆိုတော့ယူကရိန်းသမ္မတဇယ်လင်းစကီအဲ့လိုပြောလိုက်လို့မသိရင်ပဲဗိုလ်ချုပ်မှုကြီးမင်းအွန်လိုင်းဟိုမှာပဲdrone TV သေးမယ်အတိုင်းပဲသူတို့ပြောနေတယ်အဲ့လိုပြောတော့ရီးဖို့တော့ကောင်းတယ်သူတို့မစင်းသားတဲ့ရှူအောင်ကအဲ့ဒါသူတို့ရှောက်ပြောတာလူတွေကြားထဲမှာဘာလို့ဆိုခွေးဝမ်းတောင်လေးပြတာသူတို့ရဲ့ဟိုဘက်အုပ်စုတွေနီဘိန်းအုပ်စုများပေါ့နီဘိန်းအုပ်စုများခွေးဝမ်းတောင်နီဘိန်းအုပ်စုများခွေးဝမ်းတောင်လေးပြတဲ့သတိမဲ့ဗိုလ်ချုပ်မှုချင်းမြောင်လိုင်းကအဲ့လိုသွားတယ်ဗိုလ်ချုပ်မှုချင်းမြောင်လိုင်းတော်တော်မူတာတရုတ်သမ္မတလာအောင်ပါလေခင်ဗျာတရုတ်သမ္မတတော်လာမဲ့ဟာဟိုယူကရိန်းသမ္မတကဒါအဲ့လို drone နဲ့တော့ပြစ်ကြည့်လေခင်ဗျာတရုတ်ကလို့တာစီးလမှုကြီးသွားမှယူရဲရုရှားမလုပ်တော့တရုတ်ကဝင်လုံမှာယူကရိန်းကကင်သွားလိမ့်မယ်စီးလို့ကြီးသွားလိမ့်မယ်သူ့သမ္မတအထိကြီးအဲ့တော့လူရဲတွေလှုပ်ကြည့်ပေါ်ပြီးတော့ပြောနေတာဒါပေမဲ့ခင်ဗျာယူကရိန်းသမ္မတကချိတ်ကြောက်တာပဲလို့ရတယ်သူမလို့ရဲပြီးတော့နောက်တစ်ခုကမော်စကို drone နဲ့သူတို့ပြန်လဲဘလို့ပြန်ဒီလုံခြုံရေးဒီလောက်နိုင်ငံတော်အဆင့်ခေါင်းဆောင်ပေါင်းများများကတက်လာမဲ့ဟာတွေကိုရုရှားမထိနိုင်မှမနေဘူးအဲ့ဒါကိုဒီကောင်တွေကရှောက်6လုံးလှန်လုံးနေတယ်ဒီဘက်ကဗိုလ်ချုပ်ကြီးမင်းအွန်လိုင်းနဲ့သူ့ထောက်ခံသူများကလန့်သွားအောင်ပြီးတော့ဗိုလ်ချုပ်ကြီးမင်းအွန်လိုင်းနဲ့ထောက်ခံသူများကိုလှောင်ကျင်တဲ့နီဘိန်းအုပ်စုကိုအဲ့ပြည်ပြည်သတင်းဌာနတွေကခွေးဝမ်းတောင်ရီလေးလဲပြလိုက်ဒါပဲဒီသတင်းပဲအဲ့တော့ဗိုလ်ချုပ်ကြီးမင်းအွန်လိုင်းတော့ရှင်းရှင်းလေးပဲသီးမဆိုင်သွားမှာဟောသွားမယ်လို့ဒီနေ့ညအောင်ကြီးညာလိုက်ပြီသွားမှာတဲ့ကဲရှင်းအောင်ပတ်ပလား